မင်္ဂလာပါရှင် Viber Story Channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ညတင်ဆက်ပေးခြင်းတဲ့ဇာတ်လမ်းလေးကတော့စာရေးဆရာမအနမ်းချွေရေးသားထားတဲ့ချစ်ချင်းထက်သားလွင်ရေးဆိုတဲ့ဇာတ်လမ်းလေးရဲ့အပိုင်းခွင်ပဲဖြစ်ပါတယ်ရှင်ကဲဒါဆိုရင်ဇာတ်လမ်းလေးစတင်လိုက်ပါပြီရှင်အကွယ်ကြားနေရသည့်အတန်တစွန်းတစတွေနဲ့အတူမျက်ရည်တို့ကိုတဖြည်းဖြည်းအာယူဖွင့်ကြည့်ပြီးတော့မျက်နှာချက်ဖြူဖြူကြီးကိုအရင်ဆုံးတွေးလိုက်ရ၏ဒီစားတယ်သမီးလေးသတိရလာပြီမိမိတန်နဲ့အတူချစ်ကိုမျက်နှာကိုပြင်းပြင်းမိသွား၏အားလေးတင်းကဘေဘီကိုလိုက်ကြည့်ပြီးတော့စိတ်ယုံခန်းလေးကအေးဆက်တိတ်ဆိတ်နေ၏မိမိကိုဘာဖြစ်သွားသေးလဲဟင်ကိုရောသတိရလာသည်နှင့်လားရိတ်ကိုသာစိုးရိမ်တကြီးမင်းနေရှာသည့်သမီးဖြစ်သူကိုကြည်ရင်ဒေါခင်မသဘောမကျသလိုမျက်နှာပြတ်သွားရတယ်ဒုတိယအကြိမ်ထပ်မံခွဲစိတ်ပြီးကလေးကသတိလစ်နေတာခုဆို2 လရှိပြီဖြစ်သလိုခုမှသတိရလာခြင်းပင်လာရိတ်လဲကြောက်ကက်ခွဲစိတ်ရန်အိန္ဒိယကိုထွက်သွားတာ3 လရှိပြီဖြစ်၏လာရိတ်ထွက်သွားပြီး1 လကြာမှဒုတိယခွဲစိတ်မှုအကြိမ်ပြုလုပ်ရခြင်းဖြစ်တယ်လူနာသတိရလာပြီဆိုလူနာကန်းနဲ့ဂျူဒီကုတ်ဖြင့်ဝင်လာသည့်ဇံသတိရနေပြီဖြစ်သည့်ချင်းနှင်းစီကိုကြည်ရင်မှလိုအပ်သည်များကိုစမ်းတက်စစ်ဆေးပြီးကကောင်းမွန်နေပြီဖြစ်သည့်အခြေအနေကြောင့်ပြုံးမိသွား၏ချင်းနှင်းစီနေရတာအဆင်ပြေရလားဘလို့နေသေးလဲနာတာမူးတာရှိလားချစ်ကောင်းလေးကိုအตาအရာရမ်းပြမိသလိုအကြီးတို့ကကိုသာရှာဖွေမိတယ်ဇန်ကရေးမိတာမို့ဟန်ဆောင်ပြုံးကလာရိတ်ကအလုပ်ကိစ္စကြောင့်နိုင်ငံခြားခဏသွားတယ်ချစ်မျက်နှာလေးမှာတနာစပွဲငေးကြသွားသလိုမျောလင်းချက်တို့ကအယောင်မှင်သွားရ၏ကိုကချစ်နေမကောင်းတာကိုခီးထွက်သွားရတယ်လေဘလောက်တောင်မယုံနိုင်စရာကောင်းတဲ့ကိစ္စလဲချစ်ကိုတွေ့ချင်လိုက်တာအိန္ဒိယလာရိတ်လက်တွင်ဆေးသွင်းထားသည့်ဆေးပိုက်ကိုငုံကြည့်နေသည့်တိုင်မျက်လုံးထဲကားတိုက်ခံရပြီးသူ့လက်ပေါ်သွေးလူဖြင့်တတိလစ်သွားသည့်ချစ်ပုံလေးကိုပဲပြန်မြင်အောင်နေမိတယ်ပြီးတော့ကိုသူစီမှချစ်ကိုပါစော်ကားပြောဆိုရန်စူးစမ်းသည့်စကားမျိုးတွေကဖန်တလဲနားထဲမှာမထွက်ဒါတွေကြောင့်ဒီလိုအပြောတွေကြားရမည်ဆိုသည်ဖြင့်သူဆောင်ထင်းခဲ့တာရှေ့မတိုးခဲ့တာပဲလွမ်းလိုက်တာချစ်စွယ်မျက်နှာလေးအတန်ချိုလေးဖြင့်သူ့အပေါ်စိုးနေကြအမူအရာလေးတွေသူသတိရလိုက်တာဖုံးမိတဲ့နှင့်အတူသူကြည့်မိတော့ဇန်းစီမမို့သူအမြန်ကန်လိုက်တယ်တငယ်ချင်းလာရဲ့ချင်းနှင်းစီသတိရလာပြီတစ်ဖက်မှကြားလိုက်ရသည့်စကားတန်ကလာရဲ့ရင်ထဲလှုပ်ခါသွားစေတယ်လို့ဝမ်းသာအားရမျက်ရည်စားတို့ပင်ဝဲတက်လာရတယ်ချက်ချင်းမြမပြည်ကိုအပြေးပြန်သွားခြင်းလို့မတော်နိုင်သည့်အဖြစ်မှာကိုတကယ်မချင်မရဲသူသိတယ်ချစ်သူ့ကိုမျှော်နေရှာမှာဆေးရုံ၏အခန်းလေးထဲပစ္စည်းတွေသိမ်းနေသည့်ချင်းနှင်းစီတက်တာပြီမို့ဆေးရုံဆင်းရပြီဖြစ်တယ်လို့ချစ်ကိုယ်တိုင်လည်းဆေးရုံမှာမနေချင်တော့ကိုကတော့တနေ့ကို3 ခေါက်လောက်ဖုံးဆက်တယ်လို့ချစ်စိတ်ကောက်နေမှန်းသိတာမို့မရမကစိတ်ပြေအောင်ချော့ရှာပါတယ်အခန်းတကားဖွင့်တန်ကြောင့်ငဲ့ကြည့်မိတော့ကိုစံကိုတွေးလိုက်ရတဲ့ဖြင့်ချစ်ပြုံးကနှုတ်ဆက်လိုက်တယ်ဂျူတီချိန်ပြီးသွားပြီလားကိုဟုတ်ပါဗျာချစ်ကိုလိုက်ပို့ပေးမယ်ပစ္စည်းတွေလည်းကုသိမ်းပေးမယ်ပြောဆိုရင်းပင်ချစ်လက်ထဲမှာအနှွေးတယ်နဲ့အင်ကြီးတွေဆွဲယူသွားကခောက်သိမ်းပေးနေတာမို့ချစ်မနေတတ်စွာလိုက်တားမိတယ်ကိုမျက်နှာကြောင့်ရောငကိုသဘောကောင်းသူမို့2 ယောက်သားအချိန်တို့အတွင်းရင်းနှီးသွားတာမြန်တယ်ဟိုနေပါစေကိုပြီးကြပြလိုက်လို့ပေမဲ့မရတယ်လို့နောက်ဆုံးချစ်သားအလျှော့ပေးလိုက်ရတယ်ပစ္စည်းတွေသိမ်းပြီးသည်နှင့်ကိုစန့်ကားစီအတူလျှောက်လာကြသလိုကားထဲဝင်ထိုင်လိုက်ပေမဲ့အနှဲငယ်အနေခက်မိတာတော့အမှန်ပင်လာရိတ်ဖုံးဆက်သေးလားဟုတ်ကဲ့ဒီနေ့ဆေးရုံဆင်းမှာကိုသိပါတယ်ဇန်ကားမောင်းနေရင်မှချစ်ပဲငဲကြည့်မိတယ်လို့မဝမရဲပုံစံလေးကြောင့်သူမေးဆက်ပြရင်မှမေးလေကိုဘာပြောပြရမလဲဟိုလေချစ်ရဲ့ကုသစိတ်ကဇန်မျက်နှာမပြတ်အောင်ထိမ့်လိုက်ရင်မှဟန်ဆောင်ရင်မောလိုက်ရတယ်ဘာကိစ္စမှမရှိတယ်လို့ပုံစံဖြင့်ကုသစိတ်က free လေချစ်ကကိုယ့်အချစ်ဆုံးငယ်ချင်းရဲ့ညီမပဲဟာချစ်မျက်လုံးလေးဝိုင်းသွားရတယ်လို့တန်အောင်တော်ဖြစ်သွားရ၏အဲ့လိုရလားဟင်ဆေးရုံကရတာပေါ့ကဲပါဘာမှတွေးမနေနဲ့လာရည်လဲ6 လလောက်ကြာရင်ပြန်လာမှာပါကိုဖုန်းနံပါတ်သိတယ်မဟုတ်လားအကူညီလို့ရင်ဖုန်းဆက်ဇန်ခေါင်းလေးညှိပြရင်ပြန်ငိန်သွားသည့်ချစ်ကိုမတိမတာငေးကြည့်မိဖြူးနေသည့်မျက်နှာလေးကိုခုံငေးကဆေးရုံမှာရှိနေသည့်တခြားလုံးသူဟာလာရည်ညီမဟုတ်တာပြောနေပေမဲ့အရေးတကြီးဖြစ်ခဲ့တာဘာပြောကမှမပါပါတငယ်ချင်းရဲ့မျက်နှာကြောင့်လည်းမဟုတ်လူနာဖြစ်နေရည်လည်းမဟုတ်ကိုယ်တိုင်စိုးရိမ်မျက်နှာမှုကြောင့်သာတို့ပေမဲ့သူသိတယ်
လာရိတ်ကချင်းနှင်းစီကိုအရန်ချစ်တာသူအတီဆုံးဖြစ်တယ်လို့ချစ်ချစ်ကိုယ်တိုင်လည်းလာရိတ်ကိုသာချစ်ပုံရတယ်မစခင်တည်းကရှုံးပြီးသားပွဲမှာသူအနှဲငယ်မြပြင်မကျေနပ်တာမျိုးမရှိပါလာရိတ်ဆိုတာသူ့အချစ်ဆုံးငယ်ချင်းပဲမဟုတ်လား6လကြာပြီးနောက်လာရိတ်ခြံရှိကတစ်ပင်ကွက်လေးတွင်ပုံးကဈေးသွားရန်ထွက်လာသည့်ချစ်ချစ်ကိုစောင့်နေခြင်းပင်မနေ့ဖန်မှပြန်လာမိပြောထားပြီးတရစောပြန်လာကဝမ်းသာအံ့ဩသွားမိပုံစံလေးကိုမြင်ခြင်းနဲ့သူ့လက်တကျဲမှာလက်ဆွေလေးအားလက်ခလဲပြောင်းဝင်လာရင်ပြုံးမိတယ်။ကိုရမှာကြချစ်ရသူရှိပါတယ်။ပိုင်ရှင်ရှိပါတယ်ဆိုပြီးကြောဝါကုန်းစားနေပေမဲ့သူမလေးနဲ့တွေ့လေရင်မတိဟန်ဆောင်နေရတာလဲရင်နာချင်းမမီတော့ရင်နာချင်းတစ်မျိုးပါပဲ။ချင်းခြံတကားဖွင့်ဆွဲတန်နဲ့အတူဈေးချင်းလေးဆွဲကထွက်လာသည့်ချစ်ချစ်အညိုရောင်ဒူးကြကောင်းဝကားလေးဖြင့်ကျက်ဆံမိချစ်လေးနှစ်ဖက်ချစ်ထားသည့်ပုံစံကဘဲချင်းကြည့်ချင်းမြတ်နိုးစရာလေးပဲဘလောက်တောင်လွမ်းနေခဲ့ရသလဲဘလောက်တောင်ဒီမျက်နှာလေးကိုမြင်တွေ့ချင်နေခဲ့လဲဗီယိုကောပြောလျင်ရပေမဲ့ခွဲစိတ်ထားသည့်သူ့အခြေအနေကိုမြင်သွားမှဆိုရင်တည်းဖြင့်မနှဲအောင်ကြီးနေခဲ့ရတယ်ဟိတ်ကောင်မလေးသူ့ဘက်ကိုဖြက်ခနဲလှည့်ကြည့်လာသည့်မျက်နှာလေးကတန်အားတကြီးမှင်သက်နေရမှဝမ်းသာအားရပြုံးရလာရင်ပြစ်ဖက်၏အလိုက်တဲ့စီးဖက်လိုက်ရင်မှသူပါတဟားဟားရေမောမိတယ်ကိုလာရဲ့ရင်းထဲရောက်လာသည့်ကိုလေးအားခတ်တင်းတင်းပွေးဖက်ထားရင်မျက်ဝန်းအစုံကိုမှိတ်ချလိုက်မိတယ်ဒီခံစားချက်ချင်းရသူကိုရင်ခွင်ထဲပွေးဖက်ထားတဲ့ဒီခံစားချက်ဟာဤမျှကြည်နူးရတဲ့လားကိုရမ်းလွမ်းနေတာချစ်ချစ်မျက်ရည်စာလေးတွေကြားမှပြုံးမိတယ်လို့တစ်ချိန်လုံးမြင်ချင်တွေ့ချင်နေခဲ့သည့်ကိုမျက်နှာလေးကိုငိမောနေမိတယ်ဘလောက်တတိယတန်းတာနေခဲ့လဲဆိုတာကိုသိမှာမဟုတ်ပါဘူးချစ်ချစ်ကိုလေးကိုပကုံးနှစ်ဖက်မှကင်ကအနှဲခွယ်ဆွဲခွာရင်းဈေးသွားမှာမဟုတ်လားကိုလိုက်ဖို့မယ်နှစ်ယောက်သားဈေးတူထွက်လာရင်းမှပျော်ရွှင်စွာပြုံးရည်နေသည့်မျက်နှာလေးဟာဘေးမှအရေးတကြီးဖြင့်ငိမောရသည်ကိုသူကြိုက်တယ်ဈေးရုံကရင်ထက်လဲနေရသည့်ပုံစံလေးကိုပြန်မြင်အောင်တိုင်းသူဘလောက်ယူမတက်ဖြစ်ရတယ်လဲသူသာသည်ချစ်ရသူတက်တာဆိုသူ့ကိုယ်ထဲမှာကြံသည့်ကြောက်ကတချမ်းထက်မှန်ဆုံးရှုံးရမည်ဆိုလျင်တောင်မှနှမျောပါအဓိကသူနှင်းစီလမ်းဖို့သူ့အရေးဖြင့်မိုးတီပန်းလေးအစွမ်းကုန်တန်မိုးမြင်မှာခန်းနာလှသွေးကြွယ်နေဖို့ဒေါခင်မဦးနေအောင်စကားကြောင့်မသက်သာသလိုစိတ်ဆင်းရဲသွားရတယ်အိမ်ပေါင်ထားသည်ကဆုံးတော်မီဖြစ်သလိုငွေပေးနိုင်လားပြန်မရွေးမလားမိနေခြင်းဖြစ်တယ်ကိုနေအောင်ရဲ့ကျမကိုအချိန်လေးခဏဆောင်ပေးပါကိုနေအောင်ရဲ့ကျမကိုအချိန်လေးဆောင်ပေးပါအောင်ဟာဆောင်ပေးတာတလားကြော်ပြီလေဗျာဒီလကုန်မပေးရင်ကျုပ်အနေနဲ့လှုပ်ရှားရှိတာလောက်ရမှာပဲဒေါခင်မမျက်နှာပြတ်သွားသလိုတောင်းမှန်၍မရတော့မှန်တိလိုက်တယ်ငွေပေးနိုင်ဖို့ဆိုတာကလည်း300ဆိုတာဘယ်လိုမှမရှာနိုင်မျက်ရည်တဆန်းဆန်းဖြစ်သွားရရင်ထပြန်တော့မိကိုနေအောင်ကိုလိုက်ဖို့ရတယ်မမေချစ်ချစ်ပြန်လာပြီဈေးမှပြန်လာသည့်ချစ်ချစ်ပုံလေးကရှင်မြူးနေကဧည့်သည်မြင်မှသက်ကလေးပူရင်အိမ်ထဲအတာဝင်သွား၏ဦးနေအောင်အကြည့်ကအိမ်နောက်ဘက်ဝင်သွားသည့်ချင်းနှင်းစီဟာမမိတ်မတုံလိုက်ကြည့်ကဒေါခင်မဘက်ငဲကြည့်ရင်မေးလာ၏အက်ကလေးမကကျမသမီးလေးချင်းနှင်းစီတဲ့အသက်40နှစ်အရွယ်တခုလက်ကလေးအဖေဦးနေရောင်ရဲ့ရင်ထဲငယ်သေးချေကလှပနေသည့်ချင်းနှင်းစီဟာသဘောအကျကြီးကျသွားရတယ်ပြန်လာသည့်တိုင်ဒီကလေးမှပဲမြင်အောင်နေကစိတ်ထဲကထုတ်မရတော့တေချာစဉ်းစားပြီးသည့်နောက်ဖုန်းကိုထုတ်ခါဒေါခင်မစီလှမ်းဆက်ရင်းဟုတ်ကဲ့ပါရှင်ဒီနေ့ဇလန်းလေးကတော့ပြီးဆုံးပါပြီရှင်နောက်ရက်တွေမှာလည်းဇလန်းဆက်တွေဆက်လက်နားဆင်နိုင်ဖို့အတွက်ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါတယ်ရှင်